တော်လန်မိဘပြည်သူများဟာဒီကလာပါဗျာကျွန်တော်တို့ကတော့စိတ်ငိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲဘော်တွေပဲဖြစ်ပါတယ်နိုင်ငံတကာရောက်အောင်တာကင်းမဲ့လူသားများအဖွဲ့ရဲ့ဖက်ကန်ရှင်တို့ဖြစ်တဲ့ဘိုးဆိုင်ဖြိုးဝေမှကျွန်တော်တို့စိတ်ငိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူလူလူကောင်းဆောင်မေဒေါ်အောင်ဆန်းစုကြည်ရဲ့82နှစ်ပြည့်ထိန်းအပတ်အကျိုးမွေးနေ့ပွဲလေးဘူးပေါင်းလှုပ်ဆောင်ထားတာဖြစ်ပါတယ်။မေအချုံနောင်မှအမြန်လွတ်မြောက်ပါစေ။ကျမ်းပါပါစေ။ကျွန်တော်တို့နဲ့အတူပြည်သူတွေတောင်းခံထားပါတယ်။ဒီမွေးနေ့ချိန်ခါစုတောင်းဖို့တာမြတ်တာရာရာအားလုံးပြည့်စေအခက်ခဲများလေးတဲ့ချောအမေရင်ဆိုင်အောင်မြင်ပါစေအပြုံးပြည့်မီအများကောင်းကျိုးတွေလေးတဲ့ဘုရားတဲ့မိမွေးနေ့ချိန်ခါရာရာအားလုံးပြည့်စေအခက်ခဲများလေးတဲ့ချောမေမွေးHappy birthday to me. Happy birthday to me. Happy birthday. Happy birthday. Happy birthday to me. ဟုတ်ကဲ့ပါခင်ဗျာအခုလိုအမေစုရဲ့82နှစ်ပြည့်အကျိုးဝင်းနေ့ဂုဏ်ပြုတဲ့အစီအစဉ်မှာဘူးပေါင်းပါဝင်ပေးတဲ့ဘိုးတိုင်းဖြိုးဝေကိုလည်းကျွန်တော်တို့စိတ်ငိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ကျေးဇူးတူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့အဖွဲ့အနေနဲ့မြေပြင်မှာစစ်ကော်မရှင်တပ်ကိုလက်တွေ့ကြကြတိုက်ခိုက်ချေမှုန်းနေတဲ့အဖွဲ့ဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့အနေနဲ့ရှေ့တန်းမှာတိုက်ခိုက်နေတဲ့ရဲဘော်တွေအတွက်ခဲယမ်းရိတ်ခါစစ်သုံးဆောင်ပစ္စည်းများဖြည့်တင်းနေရတဲ့အတွက်မိဘပြည်သူများအနေဖြင့်ကျွန်တော်တို့အဖွဲ့ကိုကူညီထောက်ပံ့လို့ရပါတယ်ခင်ဗျာကျွန်တော်တို့အဖွဲ့ရဲ့ page ကိုလည်း like and follow လေးလုပ်ပြီးတော့မိဘပြည်သူများအနေဖြင့်ကူညီလို့ရပါတယ်ကျွန်တော်တို့အဖွဲ့ကိုထောက်ပံ့ခြင်းနဲ့ဆိုလို့ရှိရင်တော့စိတ်ငိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ page messenger မှာတစ်ဆင့်ဓာတ်ရိုက်လာရောက်ကူညီထောက်ပံ့လို့ရပါတယ်ဆရာမရွှေကျူးမှတစ်ဆင့်လည်းကျွန်တော်တို့အဖွဲ့ကိုထောက်ပံ့ကူညီခြင်းများပြုလုပ်လို့ရပါတယ်ဆိုတဲ့အကြောင်းမိဘပြည်သူများကိုပန်ကြားအပ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတူတင်ရှိပါတယ်